မင်္ဂလာပါအားလုံးကိုနှုတ်ဆက်ပါတယ်ဒီမိနစ်တော့မိတ်ဆွေတို့ကိုစံစာတွေကအ내ဖွင့်တဲ့ဘာသာရပ် harmonic အပိုင်းနော် 4A ကိုကျွန်တော်အနေငယ်ဆွေးနွေးတင်ပြလိုပါတယ်ရောက်စီတိုင်းကြည့်ရှုပြီးတော့မှသဘောပေါက်စေဖို့အတွက်ဆန္ဒပြုပါတယ်စံစာအ내ဒိတ်ပဲဖွင့်ဆိုတဲ့ဘာသာရပ်စံစာအပိုက်ရဲ့ဆိုလိုရင်းဒိတ်ပဲကိုဖွင့်ဆိုတဲ့အခါမှာကျွန်တော်တို့ကျမ်းချက်ကလေးတွေကိုသိချသိဖို့လိုပါတယ်ကျမ်းချက်တစ်ချက်ကိုကျွန်တော်အနေငယ်ဆွေးနွေးချင်ပါတယ်စာလံကျမ်းအခန်းကြီး16အငယ်30မှာအကြောင်းမူကားကိုတော်သည်အကျွန်ုပ်၏ဝိညာဉ်ကိုဝရဏနိုင်ငံ၌ပြစ်ထားတော်မမူကိုတော်၏တန်ရှင်းသူအားလည်းပုပ်ဆက်ခြင်းရှိစေတော်မမူလို့ကျမ်းပိုက်ကဆိုထားပါတယ်အဲ့ဒီကျမ်းပိုက်ကကယ်တင်ရှင်ယေရှုခရစ်တော်ကြွလာခြင်းနဲ့ဆိုင်တဲ့ကျမ်းပိုက်ဖြစ်တယ်ဆိုတော့ကျမ်းပိုက်တချို့ကိုလည်းထပ်မံပြီးကြည့်တဲ့အခါမှာတမန်တော်ဝတ္ထုအခန်းကြီး2အငယ်29မှာလည်းဒီအကြောင်းကိုထပ်ပြီးတော့မှဖော်ပြထားတာတွေ့ရပါတယ်အကြောင်းမူကားကိုတော်သည်အကျွန်ုပ်၏ဝိညာဉ်ကိုမရဏနိုင်ငံ၌ပြစ်ထားတော်မမူအကျွန်ုပ်၏တန်ရှင်းတော်သူအားလည်းပုပ်ဆက်ခြင်းကိုရှိစေတော်မမူဘဲလျက်အသက်ရှင်ခြင်းလမ်းကိုပြညွှန်တော်မူလိမ့်မည်ဆိုတဲ့အကြောင်းကိုတမန်တော်ဝတ္ထုကိုရေးတဲ့တပည့်တော်ကမှုတော်ဆောင်တပည့်တော်ကစာလံကျမ်းမှာဖော်ပြတဲ့အချက်ကိုပြန်လည်ပြီးတော့မှမိမောင်းထိုးပြီးတော့မှပြန်သုံးချထားတာတွေ့ရတယ်တခါတလေမှာကျွန်တော်တို့ကဒီဓမ္မဟောင်းကျမ်းအချက်ကလေးတွေကိုဓမ္မသစ်မှာပြန်ပြီးသုံးတယ်ဆိုတာကိုယေရှုခရစ်တော်လက်ထက်မှာအသက်ရှင်သွားလာခဲ့တဲ့တပည့်တော်တွေကလည်းဒီလိုအကောင့်ထဲပေါ်ထားတာပေါ့နော်သူတို့ပြန်သုံးထားတာကိုတွေ့ရတဲ့အတွက်ဓမ္မဟောင်းကျမ်းသည်အဲ့ဒီခေတ်ကတည်းကနော်လွန်ခဲ့နှစ်ပေါင်း2000လောက်ကတည်းကနော်ဒီအတည်ပြုထားတာပေါ့နော်ကျမ်းစာကိုအတည်ပြုထားတဲ့အချက်တည်းအခုထက်ဒီရှင်သန်နေတယ်ဆိုတော့နောက်တစ်ချက်ကပြန်ကြည့်တဲ့အခါမှာဒီဒါဝိမင်းကြီးကပြောတယ်နော်ကျွန်ုပ်ရဲ့ဝိညာဉ်ကိုမရဏနိုင်ငံထဲမှာပြစ်ထားခြင်းမရှိဘူးဆိုတာကသူ့ရဲ့ဝိညာဉ်ကိုပြောတာလားဆိုစဉ်းစားရဖြစ်တယ်ပြောလိုက်တာကတော့ဒါဝိ King David ပေါ့နော်သူကပြောလိုက်တယ်ဒါပေမဲ့အဲ့ဒါက prophet ပြုခြင်းဖြစ်တယ်ဘယင်ဖြစ်냐တော့လဲပြောဖက်ကဲ့သို့ပြောဖက်ပြုချမ်းတွေကိုဟောနိုင်ပြောနိုင်ကြိုတင်ပြီးမှနမိတ်ပေးတယ်အဲ့နမိတ်ကလည်းယေရှုခရစ်တော်လှုပ်ဆောင်မဲ့အချက်တွေကိုဖော်ပြနိုင်တဲ့အချက်တွေကိုပြောဖက်ပြုခြင်းလို့ခေါ်တယ်ပြောဖက်မဟုတ်တော့လဲပြောဖက်ပြုခြင်းတွေကိုပြုနိုင်တဲ့အခွင့်ကိုရဖို့ဘုရားသခင်ကလူတွေကိုပြောဖက်အရာမှာခန့်ထားတာလည်းရှိတယ်ဆိုတော့နော်အေးပြောဖက်ကဲ့သို့ဘုရားသခင်အသုံးပြုတယ်အာဗြဟံပြောဖက်ကဲ့သို့အသုံးပြုတယ်အခုလည်းဒါဝိဒ်စသဖြင့်ပေါ့နော်အဲ့ဒါတွေကသူတို့ကပြောဖက်တော့မဟုတ်ဘူးဒါပေမဲ့ပြောဖက်ကဲ့သို့ပြောဖက် prophecy တွေကို prophesy လုပ်တယ်ဘု து ကိုရည်ညွှန်းပြီး prophesy လုပ်လဲဆိုလို့ရှိရင်ယေရှုခရစ်တော်ကြွလာမယ့်အကြောင်းနဲ့သူ့ရဲ့ကယ်တင်ခြင်းတရားတွေကိုဘုရားသခင်ကသူတို့အားဖြင့်လူတွေကိုသိစေတယ်ဒါပြောဖက်ပြုခြင်းဒီမှာလည်းကြည့်အဲ့တော့ဒါဝိမင်းကြီးပြောဖက်ပြုထားတဲ့အရာကိုတမန်တော်ဝတ္ထုကပြန်လဲပြီးတော့မှထောက်ခံထားတာတွေ့ရအဲ့တော့မရဏနိုင်ငံထဲမှာပြစ်ထားတော်မှာမဟုတ်ဘူးတဲ့ယေရှုခရစ်တော်ဟုတ်တယ်နော်တေခံပြီးတော့မှရှင်ပြန်မထမြောက်ခင်မှာတချို့တွေကမရဏနိုင်ငံကိုသွားတယ်ဘာညာဆိုပြီးတစ်ပေမှာပေါ်ပြတဲ့အချက်တွေနဲ့သူတို့ကနားလေလွဲကြတယ်အမှန်တော့ယေရှုကဘာပြောလဲဆိုချင်ယနေ့ပင်လေသင်ဒီငါနဲ့အတူပရတိသူ့ပုံမှာရှိမယ်ဆိုပြီးမှလက်ဝါးကားတိုင်ပေါ်မှာအသေးမခံမီမိနစ်အနည်းငယ်လောက်မှာသူနဲ့အတူဓမြကြီးကိုလည်းသူက guarantee ပေးသွားတယ်အဲ့ကြောင့်ချက်ရှိနေတဲ့သားနဲ့ဘာဖြစ်လို့မရဏနိုင်ငံကိုသွားတယ်မရဏနိုင်ငံမှာသွားတရားဟောတယ်ပြောကြလဲတော့မသိပါဘူးအဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ရှင်းပြထားပြီးပါပြီနောက်မှကျွန်တော်ပြန်ထပ်ရှင်းပြပါမယ်
အဲ့တော့ယေရှုခရစ်တော်ဟာတည်တဲ့အခါမှာမရဏနိုင်ငံကိုမသွားဘူးကောင်းကင်ပရတိတုဘုံသွားတယ်ပြီးတော့ပြန်ကြွလာတယ်ပြန်ဆင်းလာပြီးမှရှင်ပြန်ထမြောက်တယ်အဲ့နောက်တစ်ခါတမန်တော်ဝတ္ထုခန်းကြီး73ငယ်35ကိုကြည့်ပြန်ရင်လေထို့ကြောင့်စာလံကျမ်းတစ်ခါ၌လာသည်ကကိုတော်ဤတန်ရှင်သောသူအားပုတ်ဆက်ခြင်းကိုရှိစေတော်မမူဟုလာတယ်ကိုတော်ဤတန်ရှင်သောသူအဲ့ချိန်ကနော်စာလံကျမ်းကိုရေးတဲ့စာလံဆရာကြီးကဘာပြောလဲဆိုတော့ဘုရားသခင်ကသူကတိုင်တယ်ပြီးပြောကိုတော်ရဲ့တန်ရှင်သောသူအားဘာလို့လဲဆိုတော့ယေရှုခရစ်တော်ကိုပြောခြင်းဖြစ်တယ်ယေရှုခရစ်တော်ကိုဥတည်ပြီးပြောဒါပေမဲ့ယေရှုခရစ်တော်ကိုဥတည်ပြီးပြောလိုက်တဲ့ဒါဝိဒ်ဟာသူပြောဖက်ပြုတော်ညာလဲပဲသူပြောဖက်ပြုတဲ့ပြောဖက်ပြုချက်ဟာဘာလဲဆိုတော့သူနားမလဲအဲ့တော့ဘယ်မှာနားလေရတဲ့အခွင့်ရလဲဆိုရှင်ဓမ္မဟောင်းကျမ်းတွေကိုနားလေရတဲ့အခွင့်ဟာဘယ်မှာရလဲဆိုဓမ္မသစ်ကျမ်းမှာယေရှုခရစ်တော်အပြင်ဒါပါလားဒါကိုဆိုလိုတာပါလားဒီအချက်ဟာခရစ်တော်ကိုရည်ညွှန်းပြီးပြောတာပါလားဆိုတာကိုကျွန်တော်တို့က revelation ရတာဖြစ်ပါတယ်အဲ့တော့ဒီမှာလဲကြည့်တဲ့အခါမှာကျမ်းတခါ၌လာသည်ကကိုတော်ဤတန်ရှင်သောသူအားပုပ်ဆက်ခြင်းရှိစေတော်မမူလို့လာတယ်ကျွန်တော်တို့အဲ့လိုနော်link လောက်ပါနော် old နဲ့ new နဲ့နော်ကျွန်တော်အဲ့နားလေရဆိုတော့ the new is hidden in the old is revealed in the new ဆိုတော့ကျွန်တော်နားလေရမှာဖြစ်တယ်အဲ့တော့ဒါကိုကျွန်တော်တို့သိရမယ်ဒါဆိုရင်ကျွန်တော်ရဲ့ဝိညာဉ်ကိုမရဏနိုင်ငံနဲ့ပြစ်ထားတော်မမူလို့ပြောတဲ့အခါမှာနောက်တစ်ချက်ကျွန်တော်စဉ်းစားရမယ်အချက်ရှိတယ်ဆိုမရဏနိုင်ငံဆိုတာဘာလဲကျွန်တော်တို့ပြန်စဉ်းစားဖို့လိုပြန်ပြီမရဏနိုင်ငံဆိုတာကကျွန်တော်တို့ခန္ဓာနဲ့ဝိညာဉ်ကွက်ကွာသွားပြီးမှဆုံးမသွားတဲ့အခါမှာကျွန်တော်တို့ရဲ့ဝိညာဉ်ဘယ်သူမဆိုလူရဲလို့ဖြစ်လာခဲ့ပြီအသက်ရှင်လာခဲ့တဲ့လူမှန်သမျှတို့တည်ဆုံးပြီးတဲ့နောက်ပိုင်းမှာတွားရမယ်နေရာဖြစ်တယ်စုဝေးပြီးမှနေရာမဲ့ဖြစ်တယ်ဆိုတော့မရဏနိုင်ငံဆိုတာတည်လုံပြီးသောသူများဝိညာဉ်များနားခိုရနေရာဖြစ်တယ်ဆိုတော့ကိုကျွန်တော်နားလေရမှာဖြစ်တယ်အဲ့တော့ကျမ်းချက်တစ်ချက်မှာယေရှုခရစ်တော်ကနော် illustration လေးတစ်ခုပေးထားတယ်တထေးကြီးနဲ့လာစုတို့ရဲ့အဖြစ်ပြက်ပေါ့နော်အဲ့တထေးကြီးကတော့တည်လုံတဲ့အခါမှာမရဏနိုင်ငံမှာပြင်းစွာခံရတယ်လို့ဖော်ပြပြီးမှလာစုကြပြန်တော့လဲအာဗြဟံရင်ခွင်၌နော်ငြိမ်းချမ်းစွာနဲ့နေရတယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ရပြန်တယ်ရှင်လူကခန်းကြီး16အငယ်22ကနေ24ကိုဖတ်တဲ့အခါမှာတနေ့တ၌ထိုဆင်းရဲသားသည်သေလွန်၍ကောင်းကင်တမန်တို့သည်အာဗြဟံ၏ရင်ခွင်သို့ပို့ဆောင်ကြ၏တထေးသည်လည်းသေလွန်၍တကြိုချင်းကိုခံရလေ၏မရဏနိုင်ငံ၌ပြင်းပြစွာသောဝေဒနာကိုခံရလျက်မျောကြည့်၍အာဗြဟံကို၎င်းအာဗြဟံ၏ရင်ခွင်၌လာစုကို၎င်းအဝေးကမြင်လျင်အိုးဖာအာဗြဟံအကျွန်ုပ်ကိုကဲမသနာတော်မူပါအကျွန်ုပ်သည်ဤမီးလျံ၌ပြင်းစွာခံရသောကြောင့်လာစုသည်မိမိလက်ဖြားကိုရေ၌နှစ်၍အကျွန်ုပ်ရှာကိုဆေးအေးစေခြင်းကသူ့ကိုအကျွန်ုပ်ရှိရာသို့လွတ်စေတော်မူပါဟုဟစ်ကြော်လေ၏အဲ့တော့ဒီမှာကတော့နော်တထေးကြီးကမရဏနိုင်ငံမှာပြင်းစွာခံရတယ်သို့တော့ယေရှုကတော့မရဏနိုင်ငံမှာပြင်းစွာခံရခြင်းမရှိဘူးဘာလို့သူကလူမဟုတ်ဘူးဖျားသားတော့ဖျားလူစားတိကိုခံယူပြီးမှကြွလာတော့ဖျားဖြစ်သောကြောင့်မရဏနိုင်ငံကသူ့ကိုမစိုးမိုးနိုင်ဘူးဒါကြောင့် तू ကမသေးခင်မှာပဲသူ့ကို तू guarantee ပေးတယ်လို့ဓမြကြီးကိုလည်းယနေ့ပင်မင်းကငါနဲ့အတူပရတိသူ့ဘုံမှာရှိမယ်လို့ तू ပြောရဲတာဖြစ်တယ်ဒါကိုကျွန်တော်နားလည်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါဟာခရစ်တော်ကိုယဉ်စုပြီးပြောခြင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဒါဝိဒ်ပြောတဲ့ကျမ်းချက်ဟာယေရှုခရစ်တော်နော်အသေးခံပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဝိညာဉ်ဟာလူသားတွေလိုနော်မရဏနိုင်ငံကိုရောက်သွားခြင်းမဟုတ်ဘဲနဲ့ပရတိတုပုံကိုရောက်သွားခြင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်နားလည်ရမှာဖြစ်ပါတယ်နော်ဒါတို့တချို့မှားယွင်းစွာနဲ့အတိတ်ပဲဖွင့်ပြီးတော့မှသင်ကြားလေးရှိတယ်ဒါလေးကိုကျွန်တော်တို့သတိထားဖို့လိုတယ်ဘာသာစကားတွေကိုကျွန်တော်အလေးပေးပြီးဆင်ခြင်ရမှာဖြစ်တယ်တေချာသတိပြုလို့ရှင်တော့မှားယွင်းခြင်းမရှိဘူးပေါ့နော်ဒါကြောင့်ကျမ်းစာဖတ်တဲ့အခါမှာဘာသာပြန်ဆိုတဲ့
အင်္ဂလိပ်စကားတော်လကောင်းနော်အတိတ်ပဲကိုမူလဘာသာစကားဖြစ်တဲ့ဟေဘဲနဲ့ဂရိဘာသာတို့အနေပြီးဆိုလိုရင်းအတိတ်ပဲအစစ်မှန်ကိုကန့်ညီမှုရှိမရှိကိုပြန်လည်ပြီးမှစီစစ်ဖတ်ရှုသုံးသပ်ဖို့လိုတဲ့အကြောင်းကိုကျွန်တော်ပထမတစ်ချက်အနေနဲ့မရဏနိုင်ငံပုတ်ဆက်ခြင်းမရှိဆိုတဲ့အကြောင်းကိုကျွန်တော်နော်ရှင်းပြလိုပါတယ်နောက်တစ်ချက်ကျွန်တော်တို့ကြည့်တဲ့အခါမှာနော်ဒီမှာတကူနဲ့ပတ်သက်ပြီးတော့ပေါ့နော်ယောမအခန်းကြီး1အငယ်16ငါသည်ခရစ်တော်၏ဧဝံဂေလိတရားကြောင့်ရှစ်ကြောက်ခြင်းမရှိအကြောင်းမူကားထိုတရားသည်ရှေးဥစွာ၌ယူဒလူနောက်၌ဟေလသလူယုံကြည်သမျှသောသူအပေါင်းတို့ကိုယုံကြည်သမျှသောသူလို့ပြောတယ်အဲ့မှာယူဒလူပါတယ်ဟေလသလူပါတယ် Jew and Gentiles ပေါ့နော်အဲ့တော့လူမျိုးခွဲခြားမရှိဘူးဘာသာခွဲခြားမရှိဘူးယုံကြည်သမျှသောသူအားလုံးကိုကယ်တင်စေတဲ့ဘုရားသခင်ရဲ့တကူတဲ့နော်ဘုရားသခင်တကူကယုံကြည်သမျှသောသူအားလုံးကိုကယ်တင်တဲ့ဘယ်ကကယ်လဲဆိုငရဲမရဏနိုင်ငံကကယ်တင်တဲ့တကူဖြစ်တယ်ဆိုတဲ့အကြောင်းကိုရှင်ပေါလုကြီးကရေးထားတယ်အဲ့မှာလည်းကျွန်တော်စဉ်းစားလိုက်ကြမှာတကူကိုကျွန်တော်ကြည့်တဲ့အခါမှာဘယ်လိုတကူမျိုးလဲဆိုတာတချို့ကြတော့ power လို့သုံးတယ်အင်္ဂလိပ်စကားအပြင် power လို့သုံးတယ်Greek လို့ကြတော့နော် dunamis လို့ခေါ်တယ် dunamis ကိုအခြေခံပြီးတော့မှကျွန်တော်တို့အင်္ဂလိပ်စကားကိုကျွန်တော်ပြန်ယူတဲ့အခါမှာ dynamic လို့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်dunamis ကနေပြီးတော့မှ Greek စကားကနေပြီးတော့မှဒီ old English ပေါ့နော်အဲ့ဒါကိုပြန်သွားတဲ့အခါမှာ dynamite လို့ခေါ်တယ်အဲ့ဒါအဓိပ္ပာယ်ဖွင့်လိုက်တဲ့အခါပြင်းထန်စွာပောက်ကွဲခြင်းလို့အဓိပ္ပာယ်ရအဲ့တော့ခုန power ကိုကျွန်တော်တို့ dunamis လို့ကျွန်တော်ယူလိုက်လို့ရှင်ဟာပြင်းထန်စွာပောက်ကွဲတဲ့ဘုံပောက်ကွဲတဲ့ရဟန်းလို့ဖြစ်သွားမယ်အဲ့ဒါကိုဆိုလိုတာမဟုတ်ဘူးဒါကြောင့် power ဆိုတဲ့နေရာမှာကျွန်တော်တို့ကဘာလဲဆိုတော့ heavenly power ပေါ့နော်ဘုရားသခင် spiritually power ကိုပြောခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်အဲ့တော့ dunamis နေရာမှာကျွန်တော် power ဆိုတဲ့စကားကိုကျွန်တော်အစားထိုးလို့မရဘူးခင်ဗျဒါလေးတွေကျွန်တော်တို့တစ်ခါလေးမှာအစားထိုးတဲ့နေရာမှာနော်ဒီ Greek Latin စကားကနေအင်္ဂလိပ်စကားကိုပြောင်းတဲ့နေရာမှာကျွန်တော်တို့ဆင်ခြင်ရမှာဖြစ်တယ်ဆိုတော့နော် Greece မှာတော့ dunamis လို့ခေါ်ပြီးမှ Greece ကိုကျွန်တော်ဘာသာပြန်လိုက်တဲ့အခါမှာအင်္ဂလိပ် old English မှာကျတော့ dynamic လို့ခေါ်တယ်အဲ့ဒီဟာကိုကျွန်တော်အသုံးပြုလို့မရဘူးဒါကြောင့် power ဟာ power ပဲနော် power ကိုကျွန်တော်ကြည့်တဲ့အခါမှာဒီ the spiritual power နော် the strength ပေါ့နော်ဒီဝိညာဉ်တကူကိုပေါ်ပြခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်ပါတယ်လို့နောက်တစ်ခုကကျွန်တော်တို့ကျမ်းစာအနဲ့ဒိဗ္ဗေဖွင့်တဲ့အခါမှာနော်စကားလုံးတွေကိုကျွန်တော်တို့ခွဲခြားလိုက်လို့မရဘူးခင်ဗျဥပမာတစ်ခုကိုမူလရှိပြီးသားစကားလုံးကိုအဓိပ္ပာယ်ပြည့်စုံရဲ့တန်တောက်ခွဲခြားလိုက်လို့ချင်းကျွန်တော်တို့အဓိပ္ပာယ်ကနှစ်မျိုးသက်ရောက်သွားမယ်နော်ကျွန်တော်တို့ကြည့်ရအောင်နော်ဥပမာကျွန်တော်တို့အင်္ဂလိပ်စကားလုံး butterfly ပေါ့နော် butterfly ဆိုတာကဗမာလိုလိပ်ပြာလို့ခေါ်တာပေါ့နော်ဆိုတော့ butterfly ကိုကျွန်တော် butterfly တိုင်းကျွန်တော်ထားရမှာဖြစ်တယ်ဆိုတော့ကျမ်းစာထဲမှာလည်းအဲ့လိုတွဲပြီးမှရေးထားတဲ့စကားလုံးလေးတွေရှိတယ်အနဲ့ဖွင့်တဲ့အခါမှာတစ်လုံးချင်းခွဲပြီးဖွင့်လိုက်တဲ့အခါမှာအဓိပ္ပာယ်တစ်မျိုးစီဖြစ်သွားတယ်ဒါကြောင့်တစ်လုံးချင်းခွဲလို့ရတဲ့ဒီစကားလုံးတွေရှိတော့လေတစ်လုံးချင်းခွဲလို့မရဘဲနဲ့နှစ်ခုယူထားမှเนาะအဓိပ္ပာယ်ပေါက်လိုက်စကားလုံးတွေရှိတယ်အဲ့ဒါကိုကျွန်တော်တို့တတိထားရမှာဖြစ်တယ်အကယ်၍ဒီ butterfly ဆိုတဲ့စကားကိုကျွန်တော်တို့မြန်မာလိုကြည့်မယ်ဆိုလိပ်ပြာလို့ခေါ်တယ်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့နော် butter နဲ့ fly ကိုခွဲလိုက်တဲ့အခါမှာ butter ကထောပတ်ဖြစ်သွားရောနော်တစ်လုံးချင်းအဓိပ္ပာယ်ပေါ်လိုက်က butterfly ကိုအဓိပ္ပာယ်ဖွင့်မယ်ဟေးဆိုပြီးကတစ်လုံးချင်းယူမယ် butter ကိုအရင်အဓိပ္ပာယ်ဖွင့်ပြီးတော့ fly ကိုအဓိပ္ပာယ်ဖွင့်လိုက်လို့ရှိရင် butterfly ဆိုအဓိပ္ပာယ်လုံးဝလွဲသွားပြီးမှထောပတ်နဲ့ရင်ကောင်ဆိုအဓိပ္ပာယ်ပေါက်သွားမယ်နော်လိပ်ပြာကနေဘာဖြစ်သွားလဲထောပတ်ဖြစ်သွားတယ်ရင်ကောင်ဖြစ်သွားတယ်ဒါကိုကျွန်တော်တို့နားလည်ရမယ်ဒီဥပမာလေးကိုကျွန်တော်ဆင်ခြင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျမ်းစာမှာပေါ်ပြသမျှသောစာလုံးတွေကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာဒါတွေကိုတတိချက်ဖို့လိုတဲ့အကြောင်းကိုကျွန်တော်အနေငယ်ဝေငှ sharing လုပ်ပါတယ်အရောက်စီတိုင်းဖျားတင်ကောင်းကြီးပေးပါစေဘာသာခြားတွေလည်းနားထောင်ပြီးတော့ဘုဟုတ္တယူနိုင်ကြောင်းကျွန်တော်ပြောကြားပါတယ်ဘာသာတိုင်းကိုကျွန်တော်ချစ်တယ်လေးစားတယ်ခင်ပါတယ်ရောက်စီတိုင်းဖျားတင်ကောင်းကြီးပေးပါစေမင်္ဂလာပါခင်ဗျာ